အားလုံးပဲမင်္ဂလာပါ3ခုမြောက်တင်တဲ့မှာကြိုဆိုပါရစေအားလုံးပဲမင်္ဂလာပါဒီဗီဒီယိုကတော့ကျွန်တော်တို့ final theory test question number အကြောင်းကိုပြောပြပေးတော့မှာပေါ့နော်ရှေ့မှာသင်ပေးသွားတဲ့ကျွန်တော်တို့ပြောပြပေးသွားတဲ့ basic theory test မေးခွန်း6ဆုံးအကြောင်းကိုနားလည်တပေါ်ပေါက်လိမ့်မယ်လို့မျှော်လင့်ပါတယ်ဒီ final theory test ကတော့ကျွန်တော်တို့ basic theory test အောင်ပြီးမှဒါလည်းကျွန်တော်တို့ထပ်ပြီးတော့ဖြေရမယ်မေးခွန်းပဲဖြစ်ပါတယ်ဆိုတော့ကျွန်တော်နဲ့တူလိုက်ပြီးတော့ကြည့်ကြည့်အောင်ပါပထမဆုံးအနေနဲ့ one driving behind the bus ကျွန်တော်တို့ one driving မင်းမောင်းနေတဲ့အချိန် behind နောက်မှာ a bus car ရဲ့နောက်မှာမင်းမောင်းနေတဲ့အချိန်မင်းနောက်ကနေလိုက်နေတဲ့အချိန်မှာ you should မင်းပြုလုပ်တင်ပါတယ်သူ့ရဲ့ဖြေရပါလဲဆိုရင် number A keep ထိန်းသိမ်းပါ a longer following distance ကျွန်တော်တို့ဘတ်စကားနောက်ကနေလိုက်ပြီးဆိုရင်တော့ဒီဘတ်စကားနဲ့ကိုယ့်ရဲ့အကွာဝေးကိုအခက်ခွာနေပြီးမှဒါလည်းကျွန်တော်တို့လိုက်ပါပေါ့နော်မောင်းပါလို့ဆိုလိုချင်တာပဲဖြစ်ပါတယ်ဆိုတော့ one driving behind a bus you should keep longer following distance ကိုကျွန်တော်တို့ဖြည့်ပေးရမှာပဲဖြစ်ပါတယ်နောက်တစ်ခု when you are driving along a main road when you are driving မင်းမောင်းနေတဲ့အချိန်မှာနော် along the shout a main road ကျွန်တော်တို့အဓိက main လမ်းမကြီးကိုမင်းမောင်းနေတယ်အသုံးပြုနေတဲ့အချိန်မှာ you should ပြုလုပ်တင်ပါတယ်ဘာလို့တင်တာလဲဆိုတော့သူရဲ့ဖြစ်ရပါလဲဆိုရင် number C check every side road before you drive past them check every side road လမ်းရဲ့ဘယ်ဘက်ညာဘက်မှာရှိတဲ့ side road တွေကိုကျွန်တော်တို့တစ်ဖက်ကလူသွားလူလာတွေရင်သွားရင်လာတွေကိုကျွန်တော်တို့အမြဲတမ်းစစ်ဆေးနေရမှာပဲဖြစ်ပါတယ် before you drive past them ကျွန်တော်တို့သူတို့ကိုမဖြတ်တန်းခင်မှာအမြဲတမ်းကျွန်တော်တို့ check every side road before you drive past them ဆိုတဲ့ဖြေကိုကျွန်တော်တို့ဖြေပေးရမှာပဲဖြစ်ပါတယ်နောက်တစ်ခု you notice mean တတိပေးခံရတယ်ပေါ့နော် notice ဆိုတာကကျွန်တော်တို့အတိပေးတယ်ဆိုရဲအတိတ်ပဲဖြစ်ပါတယ် a vehicle trying to pull out between a row of stationary vehicle mean you notice a vehicle trying to pull out between jama a row of stationary vehicle ကျွန်တော်တို့ဒီ stationary vehicle ဆိုတာကကျတော့ဗာလဲဆိုရင်ကျွန်တော်တို့ဒီရှေ့ကနေမှာပါเนาะဘတ်စကားတွေပဲဖြစ်ဖြစ်ဒီ transport ကားတွေပဲဖြစ်ဖြစ်ကျွန်တော်တို့တစ်ဖက်လမ်းကိုသူကဖူးဆွဲနေတယ်အချက်ပြနေတယ်ဆိုတာကိုမင်းသတိထားမိတဲ့အခါမှာ you should ပြုလုပ်တင်ပါတယ်ဘာပြုလုပ်တင်တာလဲဆိုတော့ slow down အချိန်လျှော့ရမယ် and be prepared to stop လိုအပ်ရင်ကျွန်တော်တို့ရပ်ဖို့အသင့်ပြင်ထားမယ်ပေါ့နော်ဆိုတော့ဒီမေးခွန်းတွေးတဲ့အခါမှာတွေးရဖြေက number C ကိုကျွန်တော်တို့ရွေးချယ်ပေးရမှာပဲဖြစ်ပါတယ်နောက်တစ်ခု a vehicle speed increase as vehicle speed increase ကျွန်တော်တို့ vehicle ကရုတ်တရက်ပေါ့နော် speed increase increase ဆိုတာတိုးပွားလာတာပေါ့နော်မြန်မောင်းနေဆိုရင်ကျွန်တော်တို့ကားကိုကျွန်တော်တို့မြန်မောင်းမယ်ဆိုရင် your field of vision would be your field မင်းအမြင်နေအမြင်ရဲ့ vision ဆိုတာကကြတော့ရည်မှန်းချက်တွေအမြင်တွေကို would be ဖြစ်သွားနိုင်တယ်ပေါ့နော်သူပြောချင်တဲ့အဓိပ္ပာယ်ကမင်းကားကိုအမြန်မောင်းနေဆိုရင်မင်းရဲ့အမြင်တွေကဘာဖြစ်သွားမလဲမင်းကားထဲကနေမြင်နေရတယ်မင်းရဲ့အမြင်တွေကဘာဖြစ်သွားမလဲပေါ့ reduce အမြင်တွေကျွန်တော်တို့ဒီလျော့ကျသွားနိုင်တယ်ပေါ့နော်အာယုံစူးစိုက်နိုင်တာတွေလျော့ကျသွားမယ်အနေဖြစ်မှုတွေလည်းပိုများလာမယ်ဆိုတဲ့အဓိပ္ပာယ်ပဲဖြစ်ပါတယ်ဆိုတော့ as vehicle speed increase your field of vision would be reduced ဆိုတဲ့အဖြစ်ကိုကျွန်တော်တို့ရွေးချယ်ပေးရမှာပဲဖြစ်ပါတယ်နောက်တစ်ခု when driving မင်းမောင်းနေတဲ့အချိန် your hand မင်းလက်ကားတဲ့မင်းလက်မောင်းနေရပါတော့ should be ဖြစ်တဲ့နဲ့ဘယ်လိုအနေထားမျိုးမှာဖြစ်တဲ့နာလဲဆိုတော့ slightly bend ကွေးညွတ်အနေထားမျိုးနဲ့ကျွန်တော်မောင်းတင်နေဆိုတဲ့အဖြစ်ကိုကျွန်တော်ရွေးချယ်ပေးရမှာဖြစ်ပါတယ်ဆိုတော့ when driving your arm should be slightly bend ကိုကျွန်တော်ရွေးချယ်ပေးရမှာပဲဖြစ်ပါတယ်နောက်တစ်ခု some of the common vehicle defects that can cause accident are some of the common vehicle defects
ကျွန်တော်တို့များတော့အဖြစ်ကျွန်တော်တို့ vehicle တွေကရုတ်တရက် can cause accident ဘာကြောင့်accident တွေဖြစ်သွားတာလဲဖြစ်နိုင်တာလဲပေါ့နော်ဆိုတော့ဒီမေးခွန်းတွေးတဲ့အခါမှာကျွန်တော်တို့တွေးရဖြစ်ပါလဲဆိုရင် number B fault tire ကျွန်တော်တို့ tire တွေfaulty ပြတ်သွားတာ brake တွေ short absorb and with screen wiper ကျွန်တော်တို့ဒီ tire တွေ brake တွေကျွန်တော်တို့ with screen wiper ဆိုတာကျွန်တော် screen ကပေါ့နော်ကျွန်တော် wiper ဆိုတာကမှုန်တာပေါ့နော်တခြားရှင်းရှင်းလင်းလင်းမမြင်ရတဲ့အခါမျိုးမှာကျွန်တော်တို့ can cause accident ရုပ်ကားကဒီအနေဖြစ်ပွားမှုမျိုးနှုံပို့ပြီးတော့များရတယ်ပေါ့နော်ဆိုတော့ဒီမေးခွန်းတွေးတဲ့အခါမှာကျွန်တော်တို့တွေးရဖြေကဘာကိုရွေးချယ်ပေးရမလဲဆိုရင် number B ကိုကျွန်တော်ရွေးချယ်ပေးရမှာဖြစ်ပါတယ်နောက်တစ်မေးခွန်းတစ်ခု the handbrake of car at handbrake of a car at s ဆိုတာကြာတော့ကျွန်တော်ပြုမှုတွေပေါ့နော်ကားမှာ handbrake ကဘယ်နေရာမှာအသုံးဝင်တာလဲပေါ့နော်ဘယ်အတွက်ကိုအသုံးပြုတာလဲဆိုတော့သူရဲ့ဖြေရပါလဲဆိုရင် number A only on the rear wheel only မျှတာ on the rear wheel rear ဆိုတာကျတော့နောက်ဘက်ပေါ့နော်နောက်ဘိန်းတွေကိုကျွန်တော်တို့ရည်ညွှန်းချင်တာပဲပါတယ်ဆိုတော့ handbrake ကိုဘယ်နေရာမှာအသုံးပြုရလဲဆိုတော့ only the rear wheel နောက်ဘိန်းကိုလှိမ့်မကျသွားအောင်ကျွန်တော်တို့အသုံးပြုရတယ်လို့ဆိုလိုချင်တာပဲဖြစ်ပါတယ်ဆိုတော့ဒီမေးခွန်းတွေ့တဲ့အခါမှာ number A ကိုကျွန်တော်တို့ရွေးချယ်ပေးရမှာပဲဖြစ်ပါတယ်နောက်တစ်ခု when passing the stationary bus at the bus stop when passing မင်းဖြတ်တန်းနေတဲ့အချိန် the stationary bus ကားရုံမှာပေါ့နော် bus ကားရက်တဲ့နေရာမှာမင်းဖြတ်သွားတဲ့အချိန်မှာဆိုရင် you should ပြုလုပ်တင်ပါတယ်ဆိုတော့ကျွန်တော်တို့ပုံလေးကိုကြည့်လိုက်မယ်ပေါ့နော်ပုံလေးမှာကားပြထားလဲဆိုရင်ဒီမှာကားရက်ထားတယ်ဒီနေရာမှာလူသွားလူလာတွေကကျွန်တော်တို့ကားပေါ်တက်တော့မယ်ပေါ့နော်အဲ့လိုနေထားမှာဆိုရင်ကျွန်တော်တို့ data queue စိုက်ပြီးတော့မောင်းပေးရမှာပဲဖြစ်ပါတယ်ဆိုတော့ဒီမေးခွန်းတွေးတဲ့အခါမှာတွေ့ရဖြစ်ရပါလဲဆိုရင် number C slow down အချိန်လျှော့မယ် and be ready to stop for the pedestrian who may cross the road in front of the bus ကျွန်တော်တို့အချိန်လျှော့မယ် and be ready to stop လိုအပ်ရင်ကျွန်တော်တို့ရက်ပေးရမယ်ပေါ့နော်ဘယ်သူတွေတွေ့လဲဆိုရင်ကျွန်တော်တို့ pedestrian ဆိုတာလူသွားလူလာတွေပေါ့နော် who may cross the road in front of the bus ရုတ်တရက်ပေါ့ကျွန်တော်တို့ဒီလူသွားလူလာတွေကbus ကားရဲ့ရှေ့ကနေဖြတ်သွားနိုင်တာဖြစ်တဲ့အတွက်ကြောင့်မလို့အချိန်ကို short ပြီးတော့လိုအပ်တယ်ဆိုရင်ကျွန်တော်တို့ရက်ဖို့အတင်ပြင်ထားမယ်ပေါ့နော်ဆိုတော့ဒီမေးခွန်းတွေးတဲ့အခါမှာ number C ကိုဖြည့်ပေးရမှာပဲဖြစ်ပါတယ်နောက်တစ်ခု both of the van and the car are entering a carpet the car should not overtake van ဆိုတော့ဒီ both of van ဆိုတာကျတော့ကျွန်တော်တို့ကုန်တင်ကားတွေလိုပဲကျွန်တော်ညီညွှန်းလိုက်မယ်ပေါ့နော်ဒီနေထားမှာဆိုရင်ဒီပုံနေထားမှာဆိုရင်ကားနှစ်စီးကကျွန်တော်တို့ပြိုင်ပြီးတော့လာနေတယ်ပေါ့နော်ကားဘက်ကနေပြီးတော့ကျွန်တော်တို့လာနေတယ် the car should not overtake van car should not overtake van ဆိုတာကျွန်တော်ဒီမောင်းနေတဲ့ကားက should not overtake ပြုလုပ်ဖို့မတင်တော့ပါဘူးဘာလို့လဲပေါ့နော်ဒီပုံနေထောက်ကြည့်လိုက်ခါမှာကျွန်တော်လုံးဝစေမဖြစ်တဲ့အနေထားမျိုးပေါ့နော်ဆိုတော့ကျွန်တော်တို့စေမဖြစ်ဘူးဆိုတဲ့အဖြေမျိုးကျွန်တော်တို့ရှာပေးရမှာပဲဖြစ်ပါတယ်ဆိုတော့ကြည့်လိုက်အောင်တွေ့ရဖြစ်ပါလဲဆိုရင် number C ကိုကျွန်တော်ရွေးချယ်ရမှာပေါ့နော် because it is not safe to do so ဒီနေရာဒီလိုနေထားမှာဆိုရင်ကျွန်တော်တို့ကြော်တက်တာခွတ်တက်တာတွေမပြုလုပ်တင်ပါဘူးဘာလို့လဲဆိုတော့ unsafe ဖြစ်တဲ့အကြောင်းမလို့ပေါ့နော် safe မဖြစ်တဲ့အကြောင်းမလို့ကြော်တာတက်တာတွေပြုလုပ်လို့မရပါဘူးနောက်တစ်ခု how does alcohol affect you how does alcohol အရက်ကပေါ့နော်မင်းကိုဘယ်လောက်ထိ affect တက်ရောက်စေနိုင်လဲပေါ့နော်တွေ့ရပါလဲဆိုရင် is reduce အဲ့ဒါကကျွန်တော်တို့ရော့ချသွားစေနိုင်တယ်ဘာလို့လဲပေါ့နော် your မင်းရဲ့ concentration ဆိုတာကကျွန်တော် share video တွေမှာလည်းကျွန်တော်ပြောပြီးသားထင်ပါတယ်ဒီမေးခွန်းကကျတော့ကျွန်တော်တို့ဒီ basic theory terms မှာလည်းကျွန်တော်တို့ပါပြီးသားပေါ့နော် alcohol ကိုတောက်လိုက်ပြီးအရက်ကိုတောက်လိုက်ပြီးဆိုတာနဲ့ it reduce your concentration ဆိုတာကျတော့အာယုံစူးစိုက်မှု
မင်းရဲ့အာယုံစူးစိုက်မှုကိုရော့ကျသွားစေနိုင်တယ်ပေါ့နော်ဆိုတော့ဒီ alcohol how does alcohol affect you ဆိုတဲ့မေးခွန်းမြင်တာ ਨੇ number A reduce your concentration ကိုကျွန်တော်တို့ဖြည့်ပေးရမှာဖြစ်ပါတယ်မှတ်ထားပါနော် concentration ဆိုတာကကြတော့အာယုံစူးစိုက်မှုဖြစ်ပါတယ်နောက်တစ်ခုthe 2 second rule လာပြီကျွန်တော်2 second rule ခဏခဏမေးရနော်ဆိုတော့ဒီ2 second rule မြင်တာ ਨੇ ကျွန်တော်တို့ good ကိုပဲမှတ်ထားလိုက်ပါဦးနော် good weather ရာသီဥတုကလည်းကောင်းတယ်လမ်းကြောင်းတွေကလည်းလုံးဝအခြေအနေကောင်းတယ်ဆိုရင်တော့ကျွန်တော်တို့2 second rule ကိုမြင်တာ ਨੇ good ဆိုတဲ့စလုံးကိုလိုက်ရှာလိုက်ရမှာပဲနောက်တစ်ခု you will not be allowed to apply for the professional driving license professional ကျွန်တော် driving license ပေါ့နော်ရုပ်အတူကောက်ခေါ်မယ်ဆိုရင်တော့ PDM ပေါ့နော်ဒီ PDM ကိုကျွန်တော်တို့ရှောက်လို့မရပါဘူးဘယ်လိုအနေထားမျိုးမှာလဲဆိုတော့ if you have 30 determinate point ကျွန်တော်တို့မင်းမှာ73မှတ်နဲ့အထက်ဖြတ်ခံထားရပြီဆိုရင်တော့ကျွန်တော် PDM license ကိုကျွန်တော်တို့ရှောက်လို့မရပါဘူးပေါ့နော်ဆိုတော့ you will not be allowed to apply for provisional driving license if you have 30 determinate point ကိုကျွန်တော်တို့ရွေးချယ်ပေးရမှာပဲဖြစ်ပါတယ်ကျွန်တော်တို့ဒီမေးတချို့မေးခွန်းတွေမှာlicense revoke လုပ်ခံရတယ်ဆိုရင်ဘယ်လောက်ထိပြန်စောင့်ရမှာလဲပေါ့နော် license ရုပ်တရက်အသိမ်းခံလိုက်ရတယ်ဆိုရင်ကျွန်တော်တို့12လပေါ့နော်12 month ဒါမှမဟုတ်1 year ကိုကျွန်တော်တို့ဖြည့်ပေးရမှာဖြစ်ပါတယ်ဒီ provisional ကျွန်တော်တို့ driving license အတွက်ကကြတော့ကျွန်တော်တို့30 determinate point အထက်ကိုဖြတ်ခံထားပြီးဆိုတော့ကျွန်တော်တို့ရှောက်လို့မရတော့ပါဘူးပေါ့နော်နောက်တစ်ခု you will not be allowed မင်းကိုခွင့်မပြုဘူး to take your driving test မင်းဒီ driving မှာdriving test လုပ်ဖို့အတွက်မင်းကိုခွင့်မပြုဘယ်လိုနေထားမျိုးမှာဆိုရင်ကျွန်တော်တို့ if you have 30 determinate point ကျွန်တော်73မှတ်နဲ့အထက်ကိုရောက်နေပြီဆိုရင်တော့ကျွန်တော်တို့ဒီ driving test ကိုလုံးဝခွင့်မပြုဘူးပေါ့နော်နောက်တစ်ခုwhen you hear the siren of an emergency vehicle when you hear မင်းကြားရတယ်ပေါ့နော် the siren or sweden of an emergency vehicle အရေးပေါ်ကားအော်ဆွဲတံကိုမင်းကြားရတဲ့အချိန်မှာ you should ပြုလုပ်တင်ပါတယ်ကျွန်တော်တို့တစ်ဖက်ဘက်ကိုရွေ့ပေးတာပဲဖြစ်ဖြစ်ဘယ်ဘက်ညာဘက်ကိုရွေ့ပေးတာပဲဖြစ်ဖြစ်ကျွန်တော်ရက်safe ဖြစ်တဲ့ဘက်ကိုကျွန်တော်တို့ရွှေ့ပေးရမယ်ပေါ့နော်ဆိုတော့ဒီမေးခွန်းအတွက်ဆိုရင်ကျွန်တော်တို့တွေ့အတွက်ကိုက်ညီဆုံးဖြေရပါလဲဆိုရင် number B pull over to the left or right side of the road pull ဆွဲလိုက်ပါ over to the left or right ဘယ်ဘက်သို့မဟုတ်ညာဘက်ကိုကျွန်တော်တို့ pull ဆွဲလိုက်မယ် of the road လမ်းရဲ့ဆိုတော့ဒီ ဆွဲတံအရေးပေါ်ကားဆွဲတံတွေကိုမင်းကြားရတဲ့အချိန်ဆိုရင်မင်းမောင်းနေတဲ့အဓိကလမ်းမနေပြီးတော့ဘယ်ဘက်သို့မဟုတ်ညာဘက်ကိုကျွန်တော်တို့ရွှေ့ပြီးတော့လမ်းဖယ်ပေးလိုက်ပါဆိုတဲ့အဓိပ္ပာယ်ပဲဖြစ်ပါတယ်ဆိုတော့ဒီမေးခွန်းအတွက်ဆိုရင်တွေ့ဖြေက number B ဖြစ်ပါတယ်နောက်တစ်ခု the safe of follow distance if the safe လုံခြုံတယ် safe ဖြစ်တယ် following the distance is ကျွန်တော်တို့လုံခြုံကားရဲဖို့အတွက်ဆိုရင်မင်းဘယ်လောက်နေထားမျိုးမှာကားရဲကိုရက်တင်တာလဲဆိုတော့ဒီမေးခွန်းအတွက်ဆိုရင် number B 1 car length ကားတစ်စီးစာရှိတဲ့အကွာဝေးပေါ့နော် for every 10 km you are safe ဆိုတော့ကားတစ်စီးစာအကွာဝေးရှိတဲ့အနေထားမှာမိကိုကားကိုရက်တင်နေပေါ့နော်မောင်းတင်နေပေါ့နော်နောက်တစ်ခု after driving through flood the brake may malfunction in order to correct this you must after driving မင်းမောင်းနေပေါ့နော် through flood ဆိုတာကျွန်တော်ဆွတ်တော့ပေါ့နော် through ဆိုတာဖြတ်တန်းတယ် the brake may manufacture malfunction in order to correct this you must ဆိုတော့ဒီမေးခွန်းအတွက်ဆိုရင်တွေ့ရဖြစ်ပါလဲဆိုရင် number B pan the brake pan the rapidity to dry the brake ကျွန်တော်တို့ဆွတ်တော့လမ်းတွေကိုဖြတ်ပြီးမိုးရွာတဲ့အချိန်မှာဖြစ်ဖြစ်ဘယ်လိုအနေထားမျိုးပါဖြစ်ဖြစ်ရေဒီဘယ်လိုပြောမလဲလမ်းမပေါ်မှာရေရှိနေတယ်မိုးရွာနေတဲ့အချိန်မှာကိုကမောင်းပြီးပြီဆိုရင်တော့မင်းရဲ့ကား brake ကိုကျွန်တော်တို့မြန်ဆန်ပေါ့နော်6တွေ့အောင်ကျွန်တော်တို့ပြုလုပ်ပေးရမယ်ပေါ့နော်
ဒီမေးခွန်းတက်ဆိုရင်နံပါတ် B ကိုကျွန်တော်ဖြည့်ပေးရမှာပဲဖြစ်ပါတယ်နောက်တစ်ခု an automatic car has food pan there ကျွန်တော် an automatic car ကျွန်တော် auto car တွေမှာဆိုရင်food pan there ဘယ်နှခုရှိလဲပေါ့နော်2ခုရှိတယ်ဘာနဲ့လဲဆိုရင်2ခုပေါ့နော် brake ရဲ့ accessory တားရဲ့ကျွန်တော်2ခုရှိတယ်ဆိုတာကိုဖြည့်ပြရမှာပဲဖြစ်ပါတယ်နောက်တစ်ခု when entering the expressway vehicle on the left lane ဆိုတော့ when entering mean expressway ကိုကျွန်တော်တို့ဝင်ရောက်လာတဲ့အချိန် vehicle on the left lane ဆိုတော့ဒီပုံမှာဆိုရင်ကျွန်တော်တို့အမြန်လမ်းမကြီးပေါ်မှာသူတို့ကားတွေကတက်လာပြီဒီလိုနေထားမျိုးမှာဆိုရင်ဘာလို့တင်တယ်လဲဆိုတော့ဒီမေးခွန်းတက်ဆိုရင်နံပါတ် A ကအဖြေမှန်ဖြစ်ပါတယ် should adjust their speed should ပြုလုပ်တင်တယ် adjust their speed adjust ဆိုတာညှိနှိုင်းတယ်ပေါ့နော်ညှိတာပေါ့ their speed သူတို့ရဲ့အချိန်တွေကိုကျွန်တော်တို့ညှိတင်တယ်လိုအပ်ရင်မြန်မောင်းတင်မောင်းမယ်နှင်းမောင်းတင်မောင်းမယ် in order to march smoothly ဆိုတော့ကျွန်တော်ဒီအမြန်လမ်းမှာ smoothly ဆိုတာချောမွေ့ဖြစ်ဖို့အတွက်ဆိုရင် should adjust their speed ကိုကျွန်တော်တို့ပြုလုပ်ပေးရမှာပဲဖြစ်ပါတယ်ဆိုတော့ဒီမေးခွန်းတက်ဆိုရင် when entering the expressway vehicle on the left lane is should adjust their speed in order to march in smoothly ကိုကျွန်တော်တို့ရွေးချယ်ပေးရမှာဖြစ်ပါတယ်နောက်တစ်ခု the rightmost outer lane of the expressway is mean ကျွန်တော်တို့ expressway မှာရှိတဲ့ rightmost outer lane ကဘယ်လိုအနေထားမျိုးမှာပဲအသုံးပြုတင်တာလဲဆိုတော့ emergency ပေါ့နော်ဆိုတော့ emergency vehicle and overtaking emergency vehicle တွေအတွက်အသုံးပြုရမယ်နောက်တစ်ခု and overtaking အဲ့ဒါကြော်ဖို့ပေါ့နော်ကြော်ဖို့အတွက်ပဲကျွန်တော်တို့အသုံးပြုပေးရမှာပဲဖြစ်ပါတယ်ဘယ်လိုလမ်းလဲဆိုတော့ rightmost outer lane rightmost outer lane တွေကဒီလိုအနေထားမှာပဲအသုံးပြုခွင့်ရှိပါတယ်ပေါ့နော်နောက်တစ်ခု before reaching a junction before ကျွန်တော်တို့မတိုင်ခင်ပေါ့နော် reaching ဆိုတာကရောက်တာပေါ့နော်အဲ junction လမ်းစုံကိုမရောက်ခင်မှာ you should ပြုလုပ်တင်ပါတယ်ဘာပြုလုပ်တင်တာလဲဆိုတော့ဒီမေးခွန်းတက်ဆိုရင်နံပါတ် A found F into the correct lane ကိုကဘယ်သွားချင်တာလဲကိုသွားချင်တဲ့လမ်းကိုကျွန်တော်တို့ found F ပုံစံမှန်ဖြစ်အောင်လမ်းကြောင်းချိန်မယ်မချိန်ဘူးပေါ့နော်you intend to travel ကိုသွားခြင်းနဲ့လမ်းကြောင်းအမှန်ဘက်ကိုကိုကနေမှယူပေးပြီးတော့မောင်းမှာပဲဖြစ်ပါတယ်ဘယ်လိုနေထားမျိုးမှာလဲဆိုတော့ before reaching a junction လမ်းစုံကိုမရောက်ခင်မှာပေါ့နော်နောက်တစ်ခု to assist braking to assist ဆိုတာကူညီတယ်ပေါ့နော် braking ဆိုတာ brake ပေါ့နော် when you are traveling downhill you should use ကျွန်တော်တို့ဒီ brake ကိုကူညီဖို့အတွက်ပေါ့နော်ဘယ်လိုနေထားမျိုးမှာလဲဆိုတော့ downhill ကျွန်တော်ဂုံဆင်းပေါ့နော် you are traveling downhill ဂုံဆင်းမှာမင်း brake ကိုကူညီနိုင်ဖို့ရန် you should use မင်းအသုံးပြုတင်တယ်ဒီမေးခွန်းတက်ဆိုရင်နံပါတ် C both front rear brake and engine brake ကျွန်တော်ဂုံဆင်းမှာကားကို brake မိအောင်အနေကင်းအောင်အတွက်မင်းကဘာပြုရမှာလဲဆိုတော့ both front rear brake နောက် brake တွေ and engine brake တွေပါကျွန်တော်အသုံးပြုပေးရမှာပဲဖြစ်ပါတယ်ဆိုတော့ဒီမေးခွန်းတက်ဆိုရင်နံပါတ် C when the clutch panel is depressed ဆိုတော့ clutch panel ကိုကိုကရောချလိုက်ပြီဆိုရင်ဘာဖြစ်မလဲဆိုတော့ engine brake will no longer be affected engine brake က will no longer be affected ဖြစ်သွားလိမ့်မယ်နောက်တစ်ခု with the gear engaged engine power is not connected to the wheel when the clutch is applied ဒီမေးခွန်းနဲ့ဆိုရင်တော့ကျွန်တော်တို့နံပါတ် B ကိုဖြည့်ပေးရမှာပဲဖြစ်ပါတယ်နောက်တစ်ခု you should not depress mean not depress မ short တင်ဘူး the clutch ဆိုတော့ you should not depress the clutch ကိုကျွန်တော်တို့မ short တင်ဘူးဘယ်လိုချိန်နေမှာလဲဆိုတော့ one ဆိုတာဘယ်လိုချိန်မှာလဲ going round a bend going သွားတယ် round a bend လမ်းကွေ့ကိုသွားနေတဲ့ချိန်မှာ you should not depress the clutch ကိုကျွန်တော်တို့မ short တင်ဘူးပေါ့နော်ဆိုတော့ဒီမေးခွန်းတက်ဆိုရင်နံပါတ် C ကိုရွေးချယ်ပေးရမှာပဲဖြစ်ပါတယ်နောက်တစ်ခု when you see a bend ahead
when you see မင်းမြင်နေပေါ့နော် abandon ahead ရှေ့မှာကျွန်တော်တို့လမ်းကွေးကိုမြင်နေရတဲ့ချိန်ဆိုရင် you should ပြုလုပ်တင်ပါတယ်။ဘာပြုလုပ်တင်တာလဲဆိုတော့ number C change from 4 gear to third gear ဆိုတော့ change ပြောင်းလိုက်ပါဗောနော် from the 4 gear to third gear ကျွန်တော်တို့ gear အကြီးကနေမှ gear သေးကိုပြောင်းလိုက်ပါဗောနော် before entering the bend ကျွန်တော်လမ်းကွေးကိုမရောက်ခင်မှာကျွန်တော်တို့မောင်းနေတဲ့ကားကို lower gear ပြောင်းလိုက်ပါဆိုတဲ့အဓိပ္ပာယ်မျိုးကျွန်တော်တို့ဖြည့်ပေးရမှာပဲဖြစ်ပါတယ်နောက်တစ်ခု to move off smoothly uphill to move off ကျွန်တော်တို့ရွေးဖို့ရန်ပေါ့နော် smoothly ချောမွေ့မွေ့ရွေးဖို့ရန်ဘယ်လိုအနေထားမှာ uphill ကုန်းတက်မှာပေါ့နော် you must be coordinating you must be comment ကောင်းအောင်မယ် at coordinating ကျွန်တော်တို့ဒီတောင်တက်ကိုချောမွေ့မွေ့တက်နိုင်ဖို့ရန်ဘာပြုလုပ်မလဲဆိုတော့ you must be good you must be good ဆိုတာမင်းကောင်းရမယ်ပေါ့နော်ကောင်းကိုကောင်းအောင်မယ်ဘယ်ဟာလဲ at ဆိုတာနှိုက်မှာပေါ့နော် coordinating ဆိုတဲ့အဓိပ္ပာယ်ကျတော့ကျွန်တော်ညှိနှိုင်းရတာပေါ့နော်ဘယ်လိုအနေထားမျိုးမှာလဲဆိုတော့ဒီမေးခွန်းနဲ့ဆိုရင် number B တကလတ်ကလည်းကောင်းကောင်းလုပ်ရမယ် and then accelerator အရှိန်မြင့်တဲ့ဟာလည်းကောင်းကောင်းလုပ်ပြရမယ်အသုံးပြုနိုင်ရမယ် and ပြီးတော့ handbrake ကလည်းလုံးဝကိုကောင်းနေရမယ်ပေါ့နော်ဆိုတော့တောင်တက်ကိုတက်ဖို့ဆိုရင်ကိုရဲ့ကားကဒီကလတ်ရဲ့ accelerator ရဲ့ and ပြီးတော့ handbrake ရဲ့လုံးဝကောင်းနေရမယ်ပေါ့နော်လုံးဝကို special ဖြစ်နေမှတာလေကျွန်တော်တို့ဒီတောင်တက်တွေကိုတွားတဲ့ခါမှာ smoothly ချောမွေ့နေမှာပဲဖြစ်ပါတယ်ဆိုတော့ဒီမေးခွန်းတက်ဆိုရင် number B ကအဖြေမှန်ဖြစ်ပါတယ်နောက်တစ်ခု you may overtake another vehicle you may overtake another vehicle မင်းကတခြားကားကိုကြော်ဖို့ပြုလုပ်နေတဲ့ချိန် on the left ဘယ်ဘက်ကနေဆိုတော့မင်းကတခြားကားကိုကြော်ဖို့ပြုလုပ်နေတဲ့ချိန်မှာဘယ်လိုအနေထားမှာကြော်ခွင့်ရှိတယ်လဲပေါ့နော်နောက်ဒီမေးခွန်းနဲ့ဆိုရင် number B if the driver in front signal if the driver in front signal his intent to the right ကိုရှေ့မောင်းနေတဲ့ကားကနေမှ signal ပြနေတယ်ဆိုရင်ကြော်ဖို့ signal ပြနေတယ်ဆိုရင်မင်းကြော်လို့ရတယ်ပေါ့နော်နောက်တစ်ခု when reversing you should when အချိန်ပေါ့နော် reversing ဆိုတာ꿰တာနောက်ပြန်လှည့်တာ you should ဆိုတော့ when reversing you should မင်းနောက်ပြန်လှည့်နေတဲ့အချိန်မှာမင်းဘာလုပ်တင်တယ်လဲ number A က look at the rear view and side view mirror look through the rear windscreen ဆိုတော့ဒီမေးခွန်းနဲ့အထက်ကိုကျွန်တော်တို့ဖြေပေးရမှာပဲဖြစ်ပါတယ်ဆိုတော့ဒီမေးခွန်းတွေ့တဲ့အခါမှာ both A and B above ကိုကျွန်တော်ရွေးချယ်ပေးရမှာဖြစ်ပါတယ်နောက်ပြန်ဆုပ်နေတဲ့ချိန်ကွက်ကားကိုနောက်ဆုပ်နေတဲ့ချိန်ဆိုရင်လိုအပ်တာထက်ပိုပြီးတော့ queue ဆိုင်ပြီးတော့မောင်းပေးရမှာပဲဖြစ်ပါတယ် reversing from the side road into the main road reversing နောက်ပြန်လှည့်တယ် from the side road ကျွန်တော်တို့ side road ကနေပြီး into the main road အဓိက main လမ်းကြီးပေါ်ကို reversing လုပ်နေတဲ့ချိန်ဆိုရင်ဒီဟာကပြုလုပ်လို့ရသလားပေါ့နော်လုံးဝပြုလုပ်လို့မရပါဘူးဘာလို့လဲဆိုတော့ unsafe လုံးဝ safe မဖြစ်တဲ့အကြောင်းမလို့ဒီမေးခွန်းတက်ဆိုရင်ကျွန်တော်တို့ခွင့်မပြုဘူးဆိုတဲ့အဖြေမျိုးဖြေပေးရမှာဖြစ်ပါတယ် number B ပေါ့နော် no allow for it is unsafe and could cause road accident ကျွန်တော်တို့ accident တွေဖြစ်နိုင်တဲ့အတွက်ကြောင့်မလို့side road ကနေပြီး main road ကို reversing ပြုလုပ်တာမျိုးလုံးဝ not allow ခွင့်မပြုပါဘူးပေါ့နော်နောက်တစ်ခု driving with a blood tire is dangerous driving မင်းမောင်းနေပေါ့နော် blood tire စုံနေမင်းမောင်းနေဆိုရင် dangerous အနေဖြစ်နိုင်တယ် because ဒီမေးခွန်းတက်ဆိုရင် both A and B ကိုကျွန်တော်တို့ရွေးချယ်ပေးရမှာဖြစ်ပါတယ်တာယာမကောင်းဘူးဆိုရင်လုံးဝမမောင်းတင်ဘူးပေါ့နော်နောက်ထပ်မေးခွန်းတစ်ခု if the front tire is puncture if the front tire ရှေ့ဘီးကနေမှ is ဖြစ်သွားတယ်ပေါ့နော်ဖြစ်တယ် puncture ဆိုတာကျွန်တော်ထိုးဖောက်တယ်ပေါက်နေတယ်ဆိုရင်ဘာဖြစ်နိုင်လဲthe car will pull to the side of the puncture tire the car ကိုယ့်ရဲ့ကားက will pull ဆွဲမယ် to the side of the puncture tire လေနေနေတဲ့ဘက်ကိုသူကနေမှဆွဲမဲ့အနေထားမျိုးပေါ့နော်ဆိုတော့
မင်းရှိတာယာကပန်ချာပေါက်နေတယ်လေရော့နေတယ်ဆိုရင်ကိုယ့်ရဲ့ကားကနေမှာဒီပေါက်နေတဲ့တာယာဘက်ကိုကျွန်တော်တို့ပူဆွဲပြီးတော့မောင်းနေမှာပဲဖြစ်ပါတယ်ဆိုတော့ဒီလိုနေထားမှဆိုရင်ကိုယ့်ရဲ့ကားကိုမမောင်းတင်ဘူးပေါ့နော်အနေများနိုင်တဲ့အတွက်ကြောင့်မလို့ဆိုတော့ဒီနေရာမှာမှတ်ထားဖို့ကဒီပန်ချာဆိုတဲ့မေးခွန်းမြင်လိုက်တာ ਨੇ the car will pull to the side of the puncture tire ကိုကျွန်တော်တို့ရွေးချယ်ပေးရမှာပဲဖြစ်ပါတယ် when negotiating a sharp and centrifugal force punch your vehicle outward ဒီမေးခွန်းနဲ့ဆိုရင်ကျွန်တော်တို့နံပါတ် B ကိုရွေးချယ်ပေးရမှာပဲဖြစ်ပါတယ်နောက်တစ်ခု reaction distance is the distance travel from the movement ဒီမေးခွန်းနဲ့ဆိုရင်တွေ့ရဖြစ်ရပါလဲဆိုရင်နံပါတ် C has an energy ရှိနိုင်တယ် is seen to the time the brake is applying ကျွန်တော်တို့ဒီ brake ကိုအုပ်ထားတယ်ရက်နေတဲ့ဆိုရင်တော့မှကျွန်တော်တို့ဒီမကိုကနေမှ hazard energy ရှိတဲ့အနေအထားမျိုးတွေဖြစ်နိုင်တယ်ဆိုတဲ့အတိတ်ပဲမျိုးပဲဖြစ်ပါတယ်နောက်တစ်ခု why is free wheeling round ဆိုတော့ why ဘာကြောင့်လဲပေါ့နော် is free round ကျွန်တော်တို့ဘိန်းကရုတ်တရက်လွတ်နေတယ်ဆိုရင်ဘာကြောင့်အဲ့လိုမျိုးလွတ်တာလဲပေါ့နော်ဆိုတော့ဒီမေးခွန်းနဲ့ဆိုရင်နံပါတ် B ကအဖြေမှန်ဖြစ်ပါတယ် there is no engine braking ဒီနေရာမှာကိုကနေမှာ engine braking ကိုအသုံးမပြုထားတဲ့အတွက်ကြောင့်မလို့ဒီကိုယ့်ရဲ့ဘိန်းကfree wheeling ဖြစ်နေမှာပဲဖြစ်ပါတယ်နောက်တစ်ခု all drivers are required by law to switch on the vehicle headlight all driver အားလုံးပေါ့နော်ကျွန်တော်တို့ require လိုအပ်တယ် by law ဥပဒေအရ to switch on ဖွင့်ဖို့ရန် the wheel headlight ဆိုတာကကြတော့ဘာလဲဆိုရင်ရှေ့မီးပေါ့နော်ရှေ့မီးကိုဖွင့်ဖို့ရန် all driver အားလုံးက require လိုအပ်ပါတယ် while driving between ဘယ်လိုအနေထားမျိုးမှာလဲဆိုရင်ဘယ်အချိန်မှာလဲဆိုရင် number A 7 p.m. and 7 a.m. ည9နာရီကနေမနက်9နာရီအထိကျွန်တော်တို့ရှေ့မီးကိုဖွင့်ပြီးတော့မောင်းပေးရမှာဖြစ်ပါတယ်။ဘာအတွက်လဲဆိုတော့ဥပဒေအရအကြောင်းပဲဖြစ်ပါတယ်။နောက်တစ်ခု switching on the headlight while driving is having rain during the daytime ကျွန်တော်နေ့အချိန်မှာပေါ့နော်switching မီးဖွင့်တဲ့နဲ့ on the headlight ရှေ့မီးကို while driving in heavy rain မိုးတွေအရန်တဲထန်စွာရွာတွင်းနေတဲ့အချိန်မှာကိုကနေပြီးတော့ကိုယ့်ရဲ့ကားကို switching on the headlight ရှေ့မီးဖွင့်ပြီးတော့မောင်းတင်ပါတယ်။ဘာကြောင့်လဲပေါ့နော်။ Number A is advisable မြင်နိုင်တယ် because you can be readily seen by other တခြားကားနဲ့ကိုကားကိုကောင်းကောင်းမြင်နိုင်ရန်ကျွန်တော်တို့ဒီနေ့အချိန်မှာမိုးတွေတဲထန်စွာရွာတွင်းနေပြီဆိုရင်ကိုကနေပြီးတော့အရှိမီကိုဖွင့်ပြီးတော့မောင်းပေးရမှာပဲဖြစ်ပါတယ်နောက်တစ်ခု as you approach at the control junction the light change to green as you approach approach ဆိုတာချင်းကပ်လာတဲ့အချိန်ရောက်နေတဲ့အချိန် to control as a control junction the light change to green လမ်းစုံမှာမီးပွိုင်းကတော့အစိမ်းပြနေပြီဒါပေမဲ့ area people and halfway cross area လူအိုတယောက်ကပေါ့နော် halfway cross ကျွန်တော်တို့လမ်းတစ်ဝက်ကိုဖြတ်ကူးနေပြီဆိုရင်တော့ you should ပြုလုပ်တင်ပါတယ်ဒီမိခွင့်အတိတ်ပဲကမင်းကဒီလမ်းစုံကိုရောက်နေတဲ့အချိန်ချင်းကပ်လာနေတဲ့အချိန်မီးပွိုင်းလည်းစိမ်းနေတယ်ဆိုရင်ဒီလိုနေထားမျိုးမှာလူအိုတယောက်ကနေပြီးတော့လမ်းကိုဖြတ်လာတယ်ရုတ်တရက်ဖြတ်လာတယ်သူဖြတ်လာလဲလမ်းတစ်ဝက်လောက်ရောက်နေပြီဆိုရင်တော့ you should ပြုလုပ်တင်ပါတယ်ကျွန်တော် number B wait စောင့်ပေးရမှာပဲဖြစ်ပါတယ် because they will take longer to cross သူတို့ကလူအိုတွေဖြစ်တဲ့ကြောင့်မလို့လမ်းကိုမြန်ဆန်မရှောင်နိုင်ဘူးဒါကြောင့်မို့သူတို့အချိန်နဲ့ညာယူတဲ့အတွက်ကြောင့်မလို့သူလမ်းကိုဖြတ်ကူးပေးတဲ့အထိကျွန်တော်တို့စောင့်ပေးရမှာပဲဖြစ်ပါတယ်ဆိုတဲ့အဖြေမျိုးကိုရွေးချယ်ပေးရမှာပဲဖြစ်ပါတယ်ဆိုတော့ဒီမေးခွန်းတက်ဆိုရင်နံပါတ် B ကိုရွေးပေးရမှာပေါ့နော်နောက်တစ်ခု when approaching a green traffic light signal at a junction you must
when approaching mean chingalare green traffic light is second at the junction land zone ကိုမင်းချင်းကပ်လာတဲ့အချိန်မှာgreen traffic light ကနေပြီးတော့ signal ပြနေပြီဆိုရင် you must ပြုလုပ်ရပါမယ်။ဘာပြုလုပ်မလဲဆိုတော့ slow down အချိန်လျှော့မယ် and ပြီးတော့ be prepared to stop ကျွန်တော်တို့ရပ်ဖို့ပြင်ဆင်ရတော့မှာပဲဖြစ်ပါတယ်။မမောင်းတင်ဘူးဖြတ်ပြီးတော့အမြန်ဆက်ဆက်မမောင်းရဘူးပေါ့နော်။နောက်တစ်ခု in this situation ဒီလိုအချိန်မှာပေါ့ဒီလိုအခြေအနေမှာthe rocker should pay special attention the rocker ဆိုတော့ဒီပုံကြည့်လိုက်အောင်ဒီလိုနေထားမျိုးမှာဆိုရင်ဒီ rocker အကားနေရာနေမှာ special attention ဆိုတာကျွန်တော်တို့ပြုလုပ်ရမှာပေါ့နော် special လုံးဝ special ပြုလုပ်ပေးရမှာဖြစ်ပါတယ်ဒီမှာလဲကလေးတွေကစောင့်နေတယ်ဆိုတော့ကျွန်တော်တို့ကလေးတွေအတွက်ကိုကျွန်တော်တို့လမ်းပေးရမှာပေါ့နော်ဆိုတော့ဒီမိခွန်းနဲ့ဆိုရင်ကျွန်တော်အဖြေကိုလေးကြည့်လိုက်အောင်numbers A to school children ဆိုတာကိုကျွန်တော်ရွေးချယ်ပေးရမှာဖြစ်ပါတယ်။ဘာလို့လဲဆိုတော့ဒီနေရာမှာကလေးတွေရက်ပြီးတော့စောင့်နေတဲ့အတွက်ကြောင့်မလို့လူတာတွေကိုဦးစားပေးရမှာပဲဖြစ်ပါတယ်။နောက်တစ်ခု one following behind a large vehicle မင်းကကားကြီးနောက်ကနေပြီးတော့light နေတဲ့အချိန်ဆိုရင် you should ပြုလုပ်တင်ပါတယ်။ကားကြီးတွေကုန်တင်ကားကြီးတွေနောက်ကနေလိုက်ပြီဆိုရင်ကိုကလမ်းကိုတေချာမမြင်ရတာဖြစ်တဲ့ကြောင့်မလို့နောက်ကနေခက်ခွာခွာလိုက်ပေးရမှာပဲဖြစ်ပါတယ်ဆိုတော့ဒီမေကိုမြင်တဲ့အခါမှာ number B keep longer following distance ကျွန်တော်တို့ခုနပြောလိုပါပဲကားကြီးတွေကုန်ကားတွေနောက်ကနေလိုက်ပြီဆိုရင်သူ့ရဲ့နောက်ကနေခက်ခွာလေးကိုကလိုက်ပေးရပါမယ်ဆိုတဲ့အဖြစ်မျိုးပဲဖြစ်ပါတယ်နောက်တစ်ခု the right small outer lane three-way category may is for ဒီမေကွန်းကကျွန်တော်ပါပြီးသားပေါ့နော် right outer mode ကဘယ်လို right outer mode lane ကဘယ်လိုနေထားမျိုးမှာလဲဆိုတော့ overtaking နဲ့ emergency vehicle တွေတော့ပဲအသုံးပြုရမှာပဲဖြစ်ပါတယ်ဆိုတော့ကျွန်တော်ထပ်ပြီးတော့မရှင်းပြတော့ဘူး emergency vehicle overtaking only ကိုပဲကျွန်တော်ရွေးချယ်ပေးရမှာပဲဖြစ်ပါတယ် generally ရေဘူးအားဖြင့် overheating of the engine is largely due ရေဘူးအားဖြင့်ပုံမှန်အားဖြင့် engine overheat တက်တာကဘာလို့လဲဆိုတော့ကိုယ်ကကားကိုထိန်းသိမ်းမှုညံ့ဖြစ်လို့ပဲဖြစ်ပါတယ်ဆိုတော့ဒီမေးခွန်းတက်ဆိုရင်ကျွန်တော်တို့ number B poor vehicle maintenance poor ဆိုတာကျွန်တော်ညံ့ဖြစ်တာပါเนาะ vehicle maintenance ဆိုတာထိန်းသိမ်းမှုပုံမှန်အားဖြင့် overheating of the engine is largely due ဆိုတာကကိုယ်ကကားကိုတိကျမထိန်းသိမ်းမှုဆိုရင် overheating ဖြစ်တာညံ့တယ်ပေါ့เนาะဆိုတော့ဒီမေးခွန်းတက်ဆိုရင် number B ကိုရွေးချယ်ပေးရမှာဖြစ်ပါတယ်နောက်တစ်ခု the engine oil level on the disk should be engine oil level ကဘယ်လိုအနေထားမျိုးမှာဒီကိုကစစ်ဆေးတော့မယ်ဆိုရင် engine oil level ကဘယ်လိုအနေထားမျိုးမှာရှိတင်တာလဲပေါ့နော်ကျွန်တော် Bitron ပေါ့နော်ဂျားမှာပဲရှိတင်တယ်ဆိုတော့ Bitron ဆိုတဲ့ဖြေလေးကိုကျွန်တော်လိုက်ရှာရအောင်ဒီမှာ number C ပေါ့နော်between the lower and upper marking ကျွန်တော်တို့တတ်မှတ်ထားတဲ့ state တန်လေးမှာပြထားတဲ့ဒီ lower upper marking ကြားထဲမှာ engine oil level ကရောက်နေရမှာပဲဖြစ်ပါတယ် when your vehicle start to skid while braking you should release the brake and apply intermediate braking ကိုကျွန်တော်တို့ရွေးချယ်လိုက်ရမှာပဲနောက်တစ်ခု question number 45ပေါ့နော် while driving along expressway and your hand phone without a hand-free kit ring you should when driving မင်းမောင်းနေပေါ့နော် along the shore and expressway and your handphone မင်း expressway မှာလမ်းတစ်လျှောက်ကိုမောင်းနေတဲ့အချိန်မှာပေါ့နော် your handphone က ring မီးလာတယ်ဆိုရင် you should ပြုလုပ်တင်ပါတယ်ဘယ်လိုအနေထားမှာလဲဆို without a hand-free kit ကျွန်တော် phone stand နေမရှိဘူးပေါ့နော်ဒီလိုအနေထားမျိုးမှာဆိုရင်ကိုကဖုန်းကိုကင်ပြီးတော့မောင်းအဖြည့်တင်လားမဖြည့်တင်ဘူးလားပေါ့နော်ဆိုတော့ဒီလိုကိုကနေမှာပွက်တော့ရ hand free kit မရှိဘူးဆိုရင်တော့ဘာလို့ပြုလို့ရမလဲဆိုတော့ကျွန်တော်လွတ် safe ဖြစ်တဲ့နေရာကိုလိုက်ရှာမယ်ပြီးမှဖုန်းကိုဖြည့်တင်တယ်ပေါ့နော်ဆိုတော့ဒီမိကုန်းနဲ့ဆိုရင် number B carry on driving find space spot ကျွန်တော် carry on driving ကျွန်တော်ကားကိုဆက်မောင်းမှာ and ပြီးတော့ find a space spot out of the expressway ဆိုတော့လုံခြုံတဲ့စိတ်ချရတဲ့ကားရက်လို့ရတဲ့အနေအထားမျိုးမှာ
ရှိတဲ့လမ်းမျိုးကိုရွေးချယ်ပြီးတော့ကျွန်တော်တို့မောင်းပေးရမှာဖြစ်ပါတယ်ပြုလုပ်ပေးရမှာဖြစ်ပါတယ်ဘယ်လိုဘာမပြုလုပ်ခင်လဲဆိုတော့ before answer the call ဖုန်းကိုပြန်ပြီးတော့မဖြေခင်မှာလုံခြုံပြီးတော့ safe ဖြစ်တဲ့အနေအထားမျိုးမှာကျွန်တော်တို့ရှိမှသာလျှင်ဒီလာနေတဲ့ဖုန်းကိုဖြေပေးရမှာဖြစ်ပါတယ်တကယ်လို့ကိုကနေမှာ hand free kit ရှိတယ်ဆိုရင်တော့ကိုကချက်ချင်းလိုက်ဖြေလိုက်လို့ရတယ်ပေါ့နော်ဆိုတော့ဒီမိကုန်းနဲ့ဆိုရင် number B နောက်တစ်ခု is offense တားမြစ်ထားလားပေါ့နော် to drive the on the road shoulder of the expressway road shoulder of the expressway အမြန်လမ်းမကြီးရဲ့ road shoulder ပေါ်မှာမောင်းဖို့ it is offense သူကတားမြစ်ထားသလားတားမြစ်ထားပါတယ် yes it is offense ဆိုတဲ့ဖြေမျိုးဖြေပေးလိုက်ရမှာပဲနောက်တစ်ခု when passing a cyclist what is the minimum side clearance you must ensure between the cyclist and your car when passing a cyclist စပိန်ပေါ့နော် cyclist ဆိုတာစပိန်သမားတွေကမောင်းလာတယ်မောင်းလာတယ်ဆိုရင်မင်းနဲ့ဒီ cyclist ကြားမှာရှိတဲ့အကွာဝေးကဘယ်လောက်အကွာဝေးလဲဆိုတော့ဘယ်လောက်အကွာဝေးမှာရှိတင်တာလဲဆိုရင် 1.5 မီတာအကွာဝေးမှာရှိတင်တာပဲဖြစ်ပါတယ်ဆိုတော့ဒီမေးခွန်းတွေ့တဲ့အခါမှာ 1.5 မီတာကိုကျွန်တော်ရွေးချယ်လိုက်အောင်ပါပဲနောက်တစ်ခု when the cyclist in front of your glancing to the rear is mean ဆိုတော့ဒီပုံလေးကြည့်လိုက်အောင်ဒီပုံလေးမှာသူကဒီ cycle သမားစပိန်သမားနေမှာသူကကြည့်နေတဲ့ဘယ်ညာလေး6ကြည့်နေပြီဆိုတော့တေချာတဲ့သူလမ်းကိုပြောင်းကျင်တော့တာပဲဖြစ်ဖြစ်သူလမ်းကွေ့ကျင်တာပဲဖြစ်ဖြစ်ပြုလုပ်တော့မှာဆိုတာမျိုးပဲဖြစ်ပါတယ်ဆိုတော့ဒီမေးခွန်းတွေ့တဲ့အခါမှာကျွန်တော်တို့ number A he might change direction to might change ဆိုတာကလမ်းကြောင်းပြောင်းတော့မယ်ပေါ့နော် direction ပြောင်းတော့မှာပဲဖြစ်ပါတယ်ဆိုတော့ one cycling in front of you are glancing to the rear is means he might change direction ကိုကျွန်တော်တို့ရွေးချယ်ပေးရမှာပဲဖြစ်ပါတယ်နောက်တစ်ခု a transgender that keep flashing after a tram vehicle likely to ဆိုတော့ a transgender that keep flashing after tram is likely like to ကိုယ်ပြီးတော့ပြီးမှရုတ်တရက်စင်ကနေပြလိုက်တာမျိုးဆိုရင်လုံးဝအနေများတယ်ပေါ့နော်ဒီမိကုန်းနဲ့ဆိုရင် number A confuse ရှုပ်ထွေးသွားနိုင်တယ် other driver တခြားရင်မောင်းတွေအတွက်ရှုပ်ထွေးသွားနိုင်တဲ့အခြေအနေမျိုးဖြစ်သွားနိုင်တယ်ပေါ့နော် and ပြီးတော့ cause them to turn into your path သူတို့ကနေမှလည်းကိုယ့်ရဲ့လမ်းကြောင်းကိုရုတ်တရက်ကွေ့ချလိုက်တာမျိုးလည်းဖြစ်သွားနိုင်တယ်ပေါ့နော်ဆိုတော့ဒီနိမိတ်ကွန်းနဲ့ဆိုရင်ကိုက number A ကိုဖြည့်ပေးရမှာဖြစ်ပါတယ်အခုနောက်ဆုံးမေးခွန်းပါနော် the rear view mirror inside the cabin should adjust so that rear view နောက်မှန်ပေါ့နော်နောက်ကြည့်မှန်ပေါ့နော် inside the cabin should adjust so that ဘယ်လိုအနေထားမျိုးမှာနောက်ကြည့်မှန်ကိုကျွန်တော်တို့လုံးဝ adjust ပြုလုပ်တင်တာလဲပေါ့နော်ကျွန်တော်နောက်ကြည့်မှန် adjust ပြုလုပ်ဖို့အတွက်ဆိုရင်သူရဲ့ဖြေက number C a few view of the rear windscreen can see by in the mirror နောက်ကအနေထားတွေကိုလုံးဝမြင်နိုင်ဖို့အထိကျွန်တော်တို့ဒီ rear view ကိုကျွန်တော်တို့ adjust ညှိပေးနေရမှာပဲဖြစ်ပါတယ်ညှိပြီးမှဒါလည်းကားမောင်းတင်တာပေါ့နော်ဆိုတော့ဒီမေကွန် final theory ဆိုတော့ဒီ final theory test မေကွန်နံပါတ်1အကြောင်းကိုနားလည်တပေါ်ပေါက်လိမ့်မယ်လို့မျှော်လင့်ပါတယ်အစားဆုံးကြည့်ပြီးအတွက်ကျေးဇူးတင်ပါတယ်နောက်ထပ် final theory test question number 2မှာပြန်ပြီးတော့တွေ့ကြပါမယ်